Okay, I'll make a little door. I don't know if she's very much conscious. Baby, but no. Oh, I know you account put her subscribe by beauty. Like it in comment and share you, but Simao no. Okay, like her. Sit down and chat or allow tea she lameless much from tea. I don't know account leader one. Bro, Jimmy Pillar. Oh, my build up. I'm not ten her.ကျွန်တော်ဗီဒီယိုလေးကြည့်အော်ဒီမှာ28 view လောက်ရတော့နော်မှားတာပါဒါလေးပါနော်ဒီကအားရတာအဲ့ဆိုကျွန်တော်ဒီသုံးလုံးလေးကျွန်တော်ကျွန်တော်ကြည့်စစ်ကြည့်လာမယ်2000 1000နေမှာတရားကိုပြောမသိကျွန်တော် view ကတိတ်မစစ်ဖြစ်လိုက်အော် bro ကဲတွေ့ရတဲ့အတိုင်းပါနော်ကျွန်တော်ရှာ3000 1000နဲ့မှ3000လောက်ပြည့်ပါပါနော်ဒီမှာ subscriber 40နဲ့ okay like က280ခေါ် comment ကတော့ကျွန်တော်6ကနေ6ပဲနော် share ကတော့ full video ကကျတော့ full အကျော်ဒါလေးစီစီမှာနော်ဒါကြောင့်ကျွန်တော်ပေါက်သွားတဲ့ video နှစ်ပုတ်ပါဒါကြောင့်ကျွန်တော် review 1 KB use best and 10,000 more နော်တောင်းပြဒါကြောင့် have just the smile well more this short girl and 1.3k more view then you shall not ဒါကြောင့်1690 okay အဲ့တော့ကျွန်တော်ပေါက်သွားတဲ့ video လေးပါနော်ကျွန်တော်တောင်းနေကြပြီနော်ရ okay အဲ့မှာကျွန်တော်နဲ့တငယ်ချင်းပေါ့တူလိုက်ပြခဏဝင်လာအောင်ဒါတော့ more like 1 2 3သူကမန္တလေးအော်သူ view ကျွန်တော်စစ်တယ်နော်အဲ့သူက19000မှာ15ဆိုကျွန်တော်ထည့်မယ်သူကဒီမှာလေအဲ့ဒါမှကြည့်ရတော့ဒီမှာ 2k ကျွန်တော်အ1k ပဲပြီပြင် subscriber 30ကျွန်တော်တို့40နဲ့တွေ့တယ်နောက်ကြပါဖွင့်လာ40နဲ့ပြီနော်ကဲလာဆရာမကြီးကျွန်တော် Bruce Wayne run 2 3ရမတက်ဘူးထင်တယ်အော်မနော်သူက online မဖြစ်တယ်195နော်သူအရင်က198လောက်ဖြစ်ပါတယ်မကြည့်ပါနော်အဲ့ဒါ train ကြတော့သူပို့ထား okay ဆိုတော့ကဲကျွန်တော်နဲ့တူTikTok video လေးခဏတော့ကြည့်ပါနော် TikTok တော့What song are you listening to? Fan, my cookies a star. Thank you. ကောင်းလေးတယောက်ကသူ့ကြိုက်ဆုံးစားတောက်ရိုက်စားပြတဲ့အစီအစဉ်ကိုကြည့်နေတယ်။နောက်တစ်စက္ကန့်မှာပဲအစီအစဉ်တင်ဆက်သူကသူ့မျက်စိရှိတဲ့ကိုရောက်လာတယ်။ဓာတ်ပုံရိုက်ရမလားလို့စဉ်းစားနေတော့မှပဲအနီးနားကနေထူးဆန်းတဲ့အတန်တစ်ခုထွက်လာတယ်။အဲ့ဒါကတော့အဖွားကိုတယောက်ရဲ့ပြီးတက်ကူလားထိုင်ကတစ်ပင်ဆိုင်တဲ့ချင်းထဲမှာညက်နေတာဖြစ်ပြီးသူစီးရမယ့်ကားကလည်းရောက်တော့မှာပါ။စဉ်းစားပြီးတဲ့နောက်မှာတော့သူကူညီဖို့ဆုံးဖြတ်လိုက်တယ်။သူကအဖွားကိုရဲ့ပြီးတက်ကူလားထိုင်ကိုတွန်းထုတ်ပေးလိုက်တယ်။အဖွားကိုကလည်းအရန်ကျေးဇူးတင်နေတယ်။ကောင်းလေးကလည်းသူ့ကိုဝိုင်းလိုက်နော်။ဟာရေဘူးလေးဒါကြကျွန်တော်အဲ့တော့တက်ကြ။ချက်ထားတဲ့ကားကိုဝင်တိုက်နေအောင်နင်ကတော့ဘယ်ကြည့်ကြလဲ။အော်ဟုတ်တော့မှပါတယ်အန်ဒီရဲ့ကားလေးဒီမှာအမိုက်ကြီးကြာနေတာမြင်လို့အဲ့လေးကောက်ပြီးတော့သိမ်းလိုက်တာ။ဟုတ်ပြီနော်။ကားရဲ့ဘဲမှန်တန်ဖို့ဘလောက်ရှိရစံတွန်းသိလား။တောင်းမှနဲ့စကားတစ်ခွန်းနဲ့ရမလား။အော်ဟုတ်ကဲ့ပါအန်ဒီရဲ့ဟုတ်ကဲ့ပါ။အတန်နဲ့တွန်းနေသလား။ဟုတ်လားအဲ့ဒါโอเคရတယ်။တော့ပညာမဲ့တဲ့လောက်ရပဲ။အေးလေပညာမတက်လို့လည်းမိုက်ကောက်စားနေရတာပေါ့။တော့မှပါတယ်အန်ဒီရဲ့အဲ့တော့တွေ့လာတာပညာမဲ့တွေရဲ့လောက်ရကတွေ့တယ်မလားတာပညာမတက်လို့နော်ရိုင်းဆိုင်နေမမေစုံကြည့်လိုက်ပညာတက်တော့တားလေးနဲ့အေးစစ်စစ်ပဲတတကြည့်လိုက်လဲမမေ့လို့လောက်ရမယ်နဲ့တားနော်ကဲကျွန်တော်တော့ပါပဲ
Okay ကျွန်တော်တို့ TikTok video တိတ်ကြိုက်တော့မကြည့်နဲ့ bye bye